တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးတို့2026ခုနှစ်ဧပြီလ4လပိုင်းအတွက်ကံကြမ္မာစိုးကောင်းနှင့်တလစာဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေဟာဒီလမှာမိတ်ဆွေတို့ရဲ့စိတ်တွေပင်ပန်းစရာတွေများနေတာမျိုးတွေနဲ့ကြုံရမယ်စိတ်ကနာမငြိမ်တာမျိုးစိတ်တိုလွယ်စိတ်ဆိုးလွယ်တာမျိုးလေးတွေမကြာခဏကြုံရတတ်တယ်လို့အလုံးမှာလဲလှုပ်ချင်စိတ်ကိုင်ငင်စိတ်မရှိသလိုဖြစ်နေတတ်ပါတယ်လုပ်ငန်းဝင်မှာလည်းပဲအတိုက်ခံကိစ္စရက်တွေနဲ့ကြုံရမယ်မိမိလက်ရှိလုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာစံတဝါဝါဖြစ်စရာအခြေအနေတွေနဲ့ကြုံရတတ်ပြီးတော့လုပ်ငန်းတွေကိုဆက်ပဲလုပ်ရမလားရန်နာရမလားဝေခွဲရခက်ခဲတဲ့အခြေအနေမျိုးတွေနဲ့ကြုံရတတ်ပါတယ်ဒီပြည်လာမှာကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေလုပ်ငန်းကိစ္စမှန်သမျှမှာမိမိဖြစ်ချင်တယ်လို့ဇွတ်တင်စီစဉ်ဆောင်ရွက်တာမျိုးတွေကိုတော့ဆင်ញင်တဲ့ပါတယ်ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေဒီလမှာเนาะတောက်ကြနံလုပ်ငန်းတနင်္ဂနွေနံလုပ်ငန်းတွေကိုလုပ်ကိုင်းနေတဲ့တောက်ကြသားသမီးမိတ်ဆွေတွေအကျိုးပေးဖြစ်ထွန်းတတ်ပါတယ်ငွေကြေးကံအနေနဲ့ကလည်းကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့ငွေကရရင်လည်းမထင်အောင်ရတတ်ပြီးတော့ကုန်ရင်လည်းစီလိုပေါက်ရှာပြီးတော့ထွက်သွားတတ်ပါတယ်မိတ်ဆွေတို့အနေနဲ့ငွေနဲ့တောကကြုံရမယ်မိမိရစရာရှိတဲ့ငွေတွေကကြမ်းကြာနေပြီးတော့မိမိပေးစရာရှိတဲ့ငွေတွေကတညံညံဖြစ်နေတတ်ပါတယ်အချစ်ရေးမှာတယောက်နဲ့တယောက်နားလည်မှုတွေလွဲနေမယ်ကိုကကောင်းစီခြင်းလို့ပြောပြတာလမ်းပြတာကိုမိမိရဲ့ချစ်သူကနော်အမြင်ဆောင်ပြီးတော့မိတ်ဆွေတို့ကိုရန်သူလိုဆက်ဆံခံရတတ်ပါတယ်မိတ်ဆွေတို့ရဲ့အိမ်တော်ဘက်အိမ်ကနေထွက်သွားတာမျိုးတွေနဲ့ကြုံရမယ်မိသားစုအတွင်းမှာစိတ်ပင်ပန်းစရာလူပင်ပန်းစရာကိစ္စများဇက်တိုက်ဆိုသလိုဝင်လာတတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီ၄လပိုင်းကလာတာမှာစက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာကိစ္စတွေလည်းကြုံရတတ်ပါတယ်မိတ်ဆွေတို့ရဲ့ပန်းဝင်ခြင်းမှာလူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လူတွေရဲ့အထင်လွဲတာအထင်မှားတာဆွဆွဲခံရတာမျိုးတွေနဲ့ကြုံရတတ်ပါတယ်တောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၄လပိုင်းမှာစကားပြောဆိုဆင်ញင်သတိထားသင့်ပါတယ်မိတ်ဆွေတို့ရဲ့ပညာရေးကံတင်းတင်နေမယ်သို့တော်ကိုရေးကိုရာပြဿနာတွေကြောင့်သင်ကြားရာပညာရက်တွေပေါ်မှာအာယုံစိုက်၍မရသလိုဖြစ်နေတတ်ပါတယ်ကျမ်းမာရေးတွေနဲ့ဒီတလတာမှာစီးပူစီးအောင်ဖြစ်ခြင်းဝင်းကိုက်ခြင်းဗိုက်ကယ်ခြင်းလက်ခြေတို့မှာထိခိုက်ဒဏ်ရာရရှိခြင်းစားသောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေဒီအေပီလ၄လပိုင်းတလတာမှာငွေကြေးခက်ခဲတွေပြေလည်စေဖို့လက်လာပါတွေရှင်လန်းစေဖို့ဆိုလို့ရှိရင်လိမ္မော်ချိုရည်ဒါနပြုရင်းနဲ့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲတွေပြေလည်စေဖို့ဒါစူးတောင်းပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေအရေးကြီးကိစ္စမှန်သမျှကိုဒီလမှာဆောင်ရွက်တော့မယ်เนาะစီစဉ်တော့မယ်ဆိုလို့ရှိရင်3ရက်10ရက်25ရက်နေ့တွေမှာအရေးကြီးကိစ္စမှန်သမျှကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်အစအစရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့18ရက်24ရက်နေ့တွေကိုတော့အရေးကြီးကိစ္စမှန်သမျှကိုရှောင်ရှားတင်ပါတယ်မိတ်ဆွေတို့အနေနဲ့เนาะဒီအရေးကြီးကိစ္စမှန်သမျှကိုသွားတော့မယ်ဆိုလို့ရှိရင်အပြာရောင်အဖြူရောင်အနီရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်သင့်ပါတယ်ထီဝါသနာပါလို့ထီကန်ဆန်းမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းမယ်ထီနံပါတ်မှာ3စာ3ညပါသော3ခွန်3အတွဲပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းသင့်ပါတယ်ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးဒီ၄လပိုင်းတလတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပိုမိုကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့မနက်ပိုင်း6နာရီရနေပြီးတော့10နာရီခွဲအတွင်းမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလက်ဖက်ထမင်းတပကံနဲ့တမယာရီတစ်ခွက်လူတိုင်းနဲ့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲတွေပြေလည်စေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေအားလုံး၄လပိုင်းတလတာမှာစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလှုပ်သမျှကိုင်သမျှကြံစီသမျှတွေးတောသမျှတွေအကုန်လုံးအောင်မြင်ပြီးတော့မိတ်ဆွေတို့လောက်ကင်ရရှိတဲ့လုပ်ငန်းဆောင်တာကိစ္စဝါတွေလည်းတိုးတက်အောင်မြင်မှုတွေရရှိပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးတို့တလစာဟောစရန်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်